ဒီနေ့မှာတော့ Whisk AI ကဓာတ်ပုံရှိုက်ပြီးမြန်မာလိုစကားပြောတဲ့ဗီဒီယိုလေးကိုပြသပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော် Whisk AI ကိုသုံးပြီးတော့ဓာတ်ပုံကနေမြန်မာစကားပြောဗီဒီယိုဘယ်လိုပြုလုပ်ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မြန်မာစကားပြောဗီဒီယိုပြုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကUS VPN ရတယ်ကျွန်တော်ဒီ VPN တစ်ခုလိုပါတယ်ပေါ့နော်တခြား VPN တွေလည်းရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ US VPN ကတော့ပို့ပြီးတော့ကောင်းတယ်ထင်လို့ပေါ့နော် US VPN ရတဲ့ VPN တစ်ခုနဲ့ကျွန်တော်လုပ်ပြပါမယ်နော်ကျွန်တော်ကတော့ဒီ Quick VPN ပေါ့နော် Quick VPN လေးနဲ့လုပ်ပြပေးထားပါတယ်ဒီ VPN ချိန်မဲ့ဆိုရင်တော့ကျွန်တော်ဒီမှာ US ကနှစ်ခုရှိရပါတော့ဘယ်ဟာနဲ့ပဲဖြစ်ဖြစ်ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဟာလေးနဲ့ချိန်ထားရပါတော့ပြီးရတယ်ကျွန်တော်ဒီ Chrome browser ထဲဝင်လိုက်ပါမယ်ဝင်ပြီးပါရင်ကျွန်တော်ဒီမှာ Whisk ဆိုပြီးတော့ရိုက်ရှာမယ်နော် WHISK Whisk AI ဆိုပြီးတော့နော် Whisk AI ဆိုပြီးရိုက်ရှာလိုက်မယ်ရှာပြီးတော့ကျွန်တော်ဒီမှာဒီပေါ်သုံးပါပါနော်ဒါလေးကိုနှိပ်လိုက်မယ်နော် Whisk AI free AI image generator ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ try Whisk AI ကိုနှိပ်လိုက်မယ်နှိပ်ပြီးပါဆိုကျွန်တော်ဒီမှာ Gmail account တစ်ခုခုနဲ့ဝင်လိုက်မယ်နော်ဒါမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဒီ enter to ဆိုတာလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးပါပြီဆိုရင်ကျွန်တော်တို့ကဒီမှာဓာတ်ပုံမထည့်ခင်ကျွန်တော်ဒီမှာ site ရွေးလို့ရတယ်နော်ဒီအလဲဟာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ site ပေါ့နော်ကိုလုပ်ချင်တဲ့ site ကိုရွေးလို့ရတယ်နော်ကျွန်တော်ဒီ site ပဲထားပါမယ်နော်ပြီးရင်ကျွန်တော်ဒီ edit image လေးကိုနှိပ်လိုက်မယ်ဒါမျိုးလေးပေါ်လာရင်ကျွန်တော်ဒီအကွက်တစ်ခုမှာစာရေးတဲ့နေရာရှိတယ်ဒီပုံထည့်တဲ့နေရာရှိရပါတော့စာရေးပြီးတော့လည်းထုတ်ခိုင်းလို့ရတယ်ကျွန်တော်ပုံထည့်ပြီးတော့လည်းပြင်လို့ရတယ်နော်ကျွန်တော်တို့ဒီမှာပုံထည့်ပြီးတော့မှပြင်လိုက်ပါမယ်နော်ပုံလေးကိုအရင်ထည့်လိုက်မယ်ညဒီပုံလေးကိုထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်သူကလှုပ်နေပါတော့ကျွန်တော်ဒီသားလေးကိုညင်အောင်စောင့်ပြရအောင်မယ်ဘောကမြားလေးကိုနှိပ်လိုက်ပါမယ်နော်ဒီနေရာရောက်ပြီဆိုရင်ကိုပြင်ခြင်းတဲ့စာလေးကိုရေးပြီးတော့မှပြင်လိုက်ပါမယ်နော်ကျွန်တော်ကဒီပုံကိုအင်ကြီးပြောင်းခိုင်းလိုက်မယ်နော်အင်ကြီးအရောင်လေးပြောင်းပေးပါဆိုရင်ကျွန်တော်တို့က Google Translate မှာရေးခိုင်းလိုက်မယ်ကျွန်တော်ကဒီမှာအင်္ဂလိပ်လိုဟာလေးကို copy ယူလိုက်မယ်နော် copy ယူပြီးတော့ခုနရောက်သွားမယ်သွားပြီးတော့ဒီမှာ paste ချလိုက်မယ်နော်ချပြီးတော့ဒီဘေးကမြားလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီကဒီကိုယ့်ရဲ့ account လေးကိုနှိပ်ကြည့်လိုက်ရင်ကျွန်တော်ဒီမှာဒီကောင်က100 credit ရနော်100 credit ဆိုတော့ကျွန်တော်ကဗီဒီယိုတစ်ပုတ်လုပ်မယ်ဆိုရင်20ကုန်တာဖြစ်တဲ့အတွက်5ပုတ်ရပါတော့ကျွန်တော် Flow AI နဲ့အတူတူပါပဲเนาะဒါလည်းကျွန်တော် Google AI နဲ့မှထုတ်ထားတာပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာအင်အနေရောင်လေးဖြစ်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်ကဒီထဲကနေမှကိုကြိုက်တဲ့ပုံလေးကိုထောက်ပြီးတော့မှကျွန်တော်ကဒီမှာဗီဒီယိုလုပ်လို့ရပါเนาะနောက်တစ်ခုကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ဒီကောင်ကိုပေါ့เนาะဒီကောင်ကိုကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့background တွေပါလေပြောင်းလို့ရသေးတယ်เนาะကျွန်တော် background ပြောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ကခုနကိုသွားမယ်ပေါ့နော် edit image လေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးတော့မှကျွန်တော်ဒီအောက်ကဒီ sync ဆိုတဲ့အကွက်ပေါ့နော် sync ဆိုတဲ့အကွက်မှာကျွန်တော်တို့ကကိုပြောင်းချင်တဲ့ background ပုံလေးထည့်လိုက်မယ်နော်ကျွန်တော်ဒီ background ပုံလေးနဲ့ကျွန်တော်ground ပြောင်းခိုင်းလိုက်မယ်နော်ဒါဆိုရင်ပြီးရင်ကျွန်တော်ဒီပေါ်အမြားလေးကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီးတော့ဒီမှာနှစ်ပုံဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကညာကို background ပြောင်းခိုင်းလိုက်မယ်ပေါ့နော်ဒီ copy လေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ
ချလိုက်မယ်နော်ဒီဘေးကကျွန်တော်မြားလေးကိုနှိပ်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့background လေးဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်အဲ့ထက်ကကိုလုံးမဲ့ကိုကြိုက်တဲ့ပုံလေးကိုဟိုလုပ်လိုက်မှာပေါ့နော်ကျွန်တော်ဗီဒီယိုလုပ်မယ်ဆိုကိုကြိုက်တဲ့ပုံလေးကိုထောက်ပြီးတော့ဒီဘယ်ဘက်တောင်လေးမှာ animate ဆိုတာလေးရှိရနော်အဲ့ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်ဗီဒီယိုလုပ်လို့ရပြီပေါ့နော်ဒီပေါ်မှာဆိုကျွန်တော်ဒီမှာ 5 generation လို့ပါနော်ဟိုအဲ့ဒါကဟောပေါ့နော်ကျွန်တော်ဒီ9ပုတ်ရတယ်ပေါ့နော်ဒီဗီဒီယိုကျွန်တော်တို့လုပ်မယ်ဆိုရင်9ပုတ်ရဆိုတော့ကျွန်တော်တို့တစ်ခုလုပ်လိုက်တယ်ဆိုရင်ဒီမှာတစ်ခုချော့သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုစကားပြောစီခြင်းတဲ့ဟာကိုကျွန်တော်တို့ကဒီအောက်မှာထည့်မယ်ပေါ့နော်ကျွန်တော်ကပြောခိုင်းမလဲဆိုတော့ကျွန်တော်ဒီ Google Translate မှာပဲသွားလိုက်မယ်နော်ကိုပြောစီခြင်းတဲ့ဟာလေးကိုကျွန်တော်တို့ကဒီမှာရေးလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းလေးရေးထားပါနော်ရေးထားပြီးတော့ကျွန်တော်အဲ့ဒါကိုအင်္ဂလိပ်လိုဟာလေးကို copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်တို့ကဒီနေရာမှာထည့်လိုက်မယ်နော်ဒီနေရာမှာထည့်ပြီးတော့ကျွန်တော်မြန်မာစကားပြောစီခြင်းတဲ့ရှေ့ကနေကျွန်တော်တို့ကဟိုစာလေးနည်းနည်းထည့်လိုက်မယ်နော်မြန်မာစကားပြောအောင်လို့ spoken in Burmese ဆိုပြီးတော့ကျွန်တော်တို့ကထည့်လိုက်မယ်ထည့်ပြီးတော့ခုနကကျွန်တော်တို့ကူးလာတဲ့ဟာလေးကို paste ချလိုက်မယ်နော်ချပြီးတော့ကျွန်တော်တို့ကျွန်တော်ဒီဘောကနေကွင်းစားကွင်းဟိုဟာလေးထည့်လိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမြားလေးကိုနှိပ်လိုက်မယ်ဒီပေါ်မှာဆိုရင်ကျွန်တော်4 generation ဖြစ်သွားတယ်နော်ကျွန်တော်တပုတ်စာကုန်သွားတာပေါ့နော်၄ပုတ်စာကျန်သေးတယ်ဆိုတော့ပြောအောင်နော်ဒါဆိုရင်ဗီဒီယိုလေးကရသွားပြီနော်ကျွန်တော်ဖွင့်ကြည့်လိုက်ပါမယ် TikTok မှာ like view follower တွေမရလို့စိတ်ညစ်နေပါသလားဒါဆိုရင်တော့ TikTok boost service လည်းရှိပါတယ်ကျွန်တော်ဒီနေရာမှာ down မယ်ဆိုရင်ဒီ download လေးကိုနှိပ်လိုက်မယ်ပြီးဒီမှာ download လေးကိုနှိပ်လိုက်ပါဦးနော်ဒါဆိုရင်တော့ရသွားပါပြီ